မျက်ခုံးမွေးပုံစံတစ်ခုထဲနဲ့မျက်နှာဝိုင်းနာကိုဘယ်လိုဖျောက်ပြမလဲမျက်ခုံးမွေးပုံစံတစ်ခုထဲကမျက်နှာတစ်ခုလုံးရဲ့ structure ကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်မျက်ခုံးမွေးပုံစံတစ်ခုထဲနဲ့မျက်နှာဝိုင်းနာကိုပြောင်းလဲတာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးပါမယ်အရင်ဆုံးကျမမိတ်ဆက်ပေးချင်ပါတယ်ကျမကတော့ makeup ပညာကိုချစ်ပြီးတန်မိုးထားပြီးရွတ်တွတ်တဲ့အထိဝါသနာပါတဲ့ makeup artist တယောက်ပါမျက်နှာဝိုင်းတဲ့တူတွေအတွက်မျက်ခုံးမွေးဆွဲနည်းကိုကျမကိုယ်တိုင်လက်တွေ့လုပ်ပြပေးပါမယ်မျက်နှာဝိုင်းတဲ့တူတွေကိုမျက်ခုံးမွေးနောက်အမီးကိုဝိုက်တဲ့ပုံစံမျိုးမဆွဲစီချင်ပါဘူးအပေါ်မြင့်ပြီးတော့အောက်ကိုထောင်ချိုးဖြစ်တဲ့ပုံစံမျိုးကိုဆွဲစီချင်ပါတယ်ကျမအခုနှစ်ဖက်ဆွဲပြပေးပါမယ်လိုက်ကြည့်ပေးပါအောင်နော်ဒီဘက်ချမ်းကိုမျက်နှာဝိုင်းတဲ့လူတွေအမှန်တကယ်ကိုဆွဲတင်တဲ့မျက်ခုံးမွေးပေါ့နော်အဲ့လိုမျက်ခုံးမွေးနောက်အမီးပိုင်းကိုနည်းနည်းလေးမြင့်ပြီးတော့အောက်ကိုနည်းနည်းလေးထောင်ချိုးလေးဆွဲတဲ့ပုံလေးကိုကျွန်မဆွဲပြပေးပါမယ်ဒီဘက်ချမ်းကိုမျက်ခုံးမွေးဆွဲတဲ့အခါကျရင်မျက်ခုံးမွေးကိုနောက်ပိုင်းကိုနောက်အမီးကိုအရင်ဆုံးစဆွဲပေးတာပို့ပြီးတော့အဆင်ပြေပါတယ်နောက်အမီးလေးကိုဆွဲတဲ့အခါကျတော့ကာလာရင်းနဲ့အရောင်လေးကပို့ပြီးတော့ကာလာရင်းနဲ့အရောင်လေးကိုသုံးစီချင်ပါတယ်ဒီအပေါ်တက်အထောင်လေးကိုတောင်ချိုးလေးအောက်ကိုဆွဲဒီတော့အပေါ်တက်မျက်ခုံးမွေးလေးပါအောက်ကိုဆွဲသွားပြီးတော့လုံးဝအောက်ကိုချွန်တဲ့ပုံစံမျိုးလေးသွားပါမယ်ခေရှိကိုသူ့ထက်အယောင်ဖြောတာလေးချဲပါမယ်โอเคကတော့ဒီမျက်နှာဝိုင်းတဲ့လူတွေဆွဲတင်တဲ့ပုံစံမျိုးပါဒီဘက်ကိုကြတော့ဝိုင်းတဲ့ပုံလေးအဝိုက်ကလေးဆွဲပြပေးမယ်နော်ဒီပေါင်တာတိုက်ကြတော့natural sun နဲ့အတွက်ပို့ပြီးတော့ဆွဲရတာအဆင်ပြေတဲ့အတွက်ပေါင်တာတိုက်ကလေးပဲသုံးဖြစ်ပါတယ်မျက်ခုံးမွေးဆွဲတဲ့အခါကျရင် brush တုံးတဲ့အခါကျရင်လည်း brush တာအရင်ကြီးထူတဲ့ဟာကြီးပွားတဲ့ဟာလေးမသုံးစေချင်ပါဘူးကြစ်လေးလေးအဲ့လာကြတော့ဒီမျက်ခုံးမွေးဆွဲရတာပို့ပြီးတော့တက်ရဲဖြစ်တယ်ပေါ့နော်ခုဒီဘက်နဲ့ကွာခြားချက်ကိုပြပေးပါမယ်အပေါ်မြင့်ပြီးအောက်ကိုဆွဲကြတဲ့အခါကျတော့ဒီမျက်နှာရဲ့ဝိုင်းတဲ့ပုံစံကိုရောကြစေပါတယ်မျက်နှာကိုလည်းပို့ပြီးတော့ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးဘက်ကိုရောက်ပါတယ်ဒီဘက်ကိုဝိုက်ပြီးတော့ပဲဆွဲထားတာပါအဲ့ဒါကြတော့ဒီမျက်နှာကလည်းဝိုင်းနေမျက်ခုံးမရလည်းအဝိုင်းဆိုတော့ဝိုင်းတဲ့ဟာကိုပို့ပြီးတော့ support ပေးတယ်လို့မျိုးဖြစ်တဲ့မျက်နှာဝိုင်းတဲ့တူတွေကိုရှောင်စေချင်တာကတော့အမျက်ကုန်းမွေးဆွဲတာကိုအဝိုက်နောက်အမီကိုအဓိကတတိထားမှာကောင်မျက်နောက်အမီကိုအဝိုက်မဆွဲမိဖို့ပါပဲဘာလို့လဲဆိုတော့ခုနပြောသလိုပါပဲမျက်နှာဝိုင်းတာကိုပို့ပြီးတော့ support ပေးတယ်လို့မျိုးဖြစ်သွားစေလို့ပါဒီလိုမျိုးမျက်နှာဝိုင်းတဲ့လူတွေအဓိကမျက်ခုံးမွေးဆွဲရမှာကအပေါ်ကိုမြင့်တင်ပြီးတော့အောက်ကိုဆွဲကြတဲ့ပုံစံမျိုးကိုပဲဆွဲပေးတင်ပါတယ်ရိုးလေးကိုကြည့်ရှုတဲ့သူတွေအကျိုးရှိသွားစေမယ်လို့မျှော်လင့်ပါတယ်ကျမရဲ့ Facebook page channel YouTube channel TikTok account တွေကို link ချပေးထားပါတယ် like follow subscribe လုပ်သွားပေးပါအောင်နော်